ဒီနေ့ကျွန်တော်ဗောနော် IW ဘက်မှာဒီ slot အခန်းထဲက slot နော် slot အခန်းထဲက PG ဒီ PG ခိုင်းလေးကိုကျွန်တော်စောင့်ကြည့်နော် PG အခန်းထဲမှာရှိတဲ့ဆွန်ဘီဒီအခန်းလေးကတော့ဗောနော်အနိုင်များတယ်ကျွန်တော်မနေ့တုန်းက1000တွင်းနဲ့3ခွဲကြောင်နောက်တော့နိုင်တယ်ဗောနော်တကယ်လေအပေးချမ်းနေတဲ့အခန်းတကယ်အပေးချမ်းတဲ့အခန်းဆွန်ဘီရှာပဲပြောက်လဲဆွန်ဘီကျွန်တော်မေ့သွားနော်ကျွန်တော်ဟိုတင်ထားဒီမှာကျွန်တော် favorite လောက်ထားဒီမှာဆွန်ဘီဒီခန်းလေးနော်ဒီခန်းလေးကိုစော့ကြည့်မယ်ပတ်စံ6000နဲ့ပတ်စံ6000ကဒီဘောနဲ့ရတဲ့ဟာလေးနော်လိုင်းမကောင်းခဏလေးကဲကောက်ထဲမှာပတ်စံ6000ပေါ့နော်ဒါကတော့ဘောနဲ့ရတာပေါ့ဒီ member ဒီဘောနဲ့လာစဉ်6ရက်နေ့16ရက်နေ့26ရက်နေ့မှာ IW ဘက်ကနေ3000 unit ကျပ်3000ဒီပေးနေတာပေါ့နော် member ဒီနေ့ဆိုပြီးတော့ဒီခန်းလေးကပတ်စံ6000နဲ့စော်တာဘယ်လောက်နိုင်မလဲဘယ်လောက်ရမလဲဆိုတာကိုကျွန်တော်လည်းအတူတူကြည့်ရအောင်တကယ်ပဲပတ်စံ6000လေးကကောင်းအောင်မလားဘယ်လောက်ထိအမြတ်ရမလဲဆိုတာလေးကိုတူတူကြည့်ကြရအောင်နော်ကဲစော်နေပါပြီကဲ cat stack ကိုနိုင်လိုက်မယ်200ကျပ်နဲ့ကျွန်တော်စဆော်နော်ဘာလို့ဆိုတော့အနည်းဆုံး200ကျပ်နဲ့ဆော်ရတာမလို့နော် PG အခန်းထဲကနေပဲကျွန်တော်ဆော့လိုက်တော့မယ်ဒီတခြား PP parametric ပေးလေးအခန်းထဲကျွန်တော်မဆော့တော့ဒီအခန်းလေးပဲကျွန်တော်ရင်ဆော့လိုက်တော့မယ်ဒီကောင်လေးဒီပလင်း3လုံးညှိလို့ရှိရင်တော့တော်တော်ရမှာပြီနော်ဒီအဲ့လေးညှိရင်လည်းတော်တော်ရမှာပြီမှာစကတာ3လုံးကြာရင်တော့လုံးဝ free ရပါတယ်မကြသေးဘူးပတ်စံ6000နဲ့ဆော့နေတာဒီဖိုးကြီးတော့ကြာလာပါပြီညှိဘယ်လောက်ညှိမလဲ10စာဝါ1500နောက်တစ်ထပ်ညှိပါဦးညှိပါပြီ25လုံး9500အရန်ကိုကောင်းနေညှိကြအောင်ပါ50ပါနောက်တော်ကိုခေါင်းနဲ့အခန်းလေးနော်ဒီအခန်းလေးကတော်တော်ကောင်းတော့မကြည့်ပါအောင်ရှိပါအောင်အရန်ကိုစားရညှိကြမ်းတဲ့အခန်းလေးနော်အရန်ကိုစားရညှိကြမ်းတဲ့အခန်းလေးနော်စားရညှိကြမ်းတဲ့အခန်းလေးပဲဒါစားလေးညှိကြမ်းနော်ကဲ screenshot တော့ရိုက်ထားပြီးလိုက်ပြီကဲထပ်လှည့်မယ်ဘယ်လောက်လဲဆိုတော့ဒီ main ကလေးဒီဆရာဝန်ပေါ့နော်ဆရာဝန်3ချောင်းဆိုရင်တော့ရပြီပတ်စံလေးလဲမယ်ပလင်းလေးလည်းမကြီးပလင်းလေးပလင်းလေးလည်းမကြီးဘူးပလင်းလေးဒီအလဲမှာပုံကြီးကြောက်လို့ရှိရင်ရပြီညှိပါတော့ဗျာစကတာလေးကြာရင်တော့ပိုကောင်းမလားစကတာလေးဆိုတော့ပိုတော့အဆင်ပြေပတ်စံ6000လေးနဲ့ဆော့လာတာပါဒီလောက်လေးရလည်းမဆိုးနော်အဲ့လေးရတယ်ကွာတတန်းအပြည့်ဆိုတော့ဒီကောင်လေးဒီတွေးလေးဆိုတော့ပိုတော့များမနော်ပတ်စံလေးကြောက်မိန်းကလေးတောင်းနေမကြောက်မိန်းကလေးတောင်းတန်းကြရင်တော့သွားပါပြီဗျာ3စာညှိပြီမိန်းကလေးနောက်တဲ့မိန်းကလေးတယောက်လာပြီဗျာဒါမှတကယ်အစစ်အမှန်ဒါမှတကယ်အစစ်မှန်6 9ကြာညှိပါပြီအရန်ကိုကောင်းတဲ့စားလေးပါဗျာအရန်ကိုကောင်းတဲ့စားလေးပါအရန်ကိုကောင်းတဲ့စားလေးပါကဲထညိုပလင်းလေးပေးပါဦးပလင်းလေးမ3000နော်6000လေးနဲ့နော်ဆော့လာတာ3000ရနော်6000လေးနဲ့ဆော့လာတာ3000တော့ရပါတယ်စကတာပဲလိုပါတော့လေဗျစကတာလေပလင်းလေးအလဲမှာကြားလိုက်လို့ရှိရင်တော့တကယ်ပွဲကြီးပွဲကောင်းမယ်နော်ပွဲကြီးပွဲကောင်းမယ်ပလင်းလေးအလဲမှာကြားရင်တော့ပြောစရာဘယ်လိုတော့ဒီတွေးအဲ့ဆိုရင်ဒီတွေးပလင်းလေးဆိုပို့လို့ရများမှာငါးစာ
ဒီတစ်ခါတော့နေပါနော်ငါးစားဆိုမှတစ်ထောင်ရပြီနော်ထိုင်းကြီးပြီဒီအိုက်လေးတွေးအိုက်လေးတော့မကြည့်ဘူးမိန်းကလေးကတော့နှစ်တန်းပဲရပါတယ်မိန်းကလေးရှယ်ပဲနောက်ထပ်ဖိုးကြီးတော့မပါဘူးဖိုးကြီးပါလာရင်တော့တကယ်ခဏတော့အညိကြံပြီဗျညိပါပြီနောက်ထပ်စက္ကတာတစ်လုံးနောက်ထပ်စက္ကတာလေးတစ်လုံးလောက်နောက်ထပ်စက္ကတာတစ်လုံးလောက်စက္ကတာဒါမဲ့သူကတော့စက္ကတာလေးကြားတယ်နော်ဒီခန်းထဲမှာစက္ကတာလေးကြားတယ်ကျွန်တော်ဆော့တဲ့အခန်းထဲမှာဆိုရင် I review game site ထဲမှာဆိုဒီအခန်းကကျွန်တော်အကြိုက်ဆုံးစက္ကတာကြားပြီနော်စက္ကတာကြားသွားပါပြီ1000ခွဲတန်စက္ကတာကြားသွားပါပြီဗျာ1000ခွဲတန်စက္ကတာဘယ်လောက်ရသွားလဲဆိုတာကိုကျွန်တော်နဲ့အတူတူစောင့်ကြည့်မနော်နှစ်ဆကနေစပါတယ်နောက်ထပ်10စက္ကတာတစ်လုံးကြားရင်လည်းရပါသေးတယ်စက္ကတာတစ်လုံးနှစ်ဆပဲနောက်ထပ်ဖိုးကြီးကြားအောင်နောက်ထပ်အဖိုးကြီးကြားလိုက်အောင်စက္ကတာကြားလဲစိတ်မဆူမညိပါပြီနောက်ထပ်ဖိုးကြီးလေးအဖိုးကြီးမိန်းကလေးအပြည့်ဆုံးတော့တကယ်မက်ဝင်ပဲငါးစားပြီငါးစားတော့မဟုတ်ဘူးနှစ်ဆ3နောက်ထပ်ထညိပါအောင်10ကနန်းလေးဒီကောင်လေးလို့လေနော်တစ်ခုပဲလို့လေဒီကောင်လေးနောက်ထပ်စက္ကတာတစ်လုံးလောက် free စက္ကတာတစ်လုံးလောက်မရဘူးဒါမဲ့အလကားရတယ်ဆိုတော့လေဘလောက်ပဲရပါနော်ဂျင်းနဲ့ရမှာပေါ့ဝယ်ရတာမှမဟုတ်တယ်ဝယ်ရလို့ရှိရင်တော့ဂျင်းနဲ့နိုင်ပါထညိပါအောင်နဲလိုက်တာမိန်းကလေးနှစ်ဖက်လုံးမိန်းကလေးဆိုရင် share ပဲနော်နှစ်ဖက်လုံးမိန်းကလေးဆိုရင် share ပဲနောက်ထပ်မိန်းကလေးကဲပါညိပါအောင်ဗျ3ချိန်ပဲကြံပါတော့တယ်နောက်ထပ်စက္ကတာတစ်လုံးလောက်နောက်ထပ်စက္ကတာတစ်လုံးလောက်ပါဖိုးကြီးကတော့ကြာစားရရမ်းနေနောက်ထပ်စက္ကတာတစ်လုံးလောက်ထပ်ပြီးအောင်ပေါ့ဗျာနောက်ထပ်စက္ကတာကြာရင်15ကြိမ်မယ်နော်15ကြိမ်ထပ်ရပြီကျွန်တော်တခါရတာ50ကျော်လားမသိဘူးအပေးချမ်းသွားတဲ့ game site တစ်ခုပါမစိုးဘူးလေfree စက္ကတာလေးနဲ့3000ကျော်ရဆိုတော့လည်းမစိုးဒါပေမဲ့ကျွန်တော်တော့ဆော့ကြည့်လိုက်မယ်နော်3000အထိကျန်တော့ဆော့ကြည့်လိုက်မယ်3000အထိပေါ့3000အထိလေးငါးဆတဆတယ်ငါးဆဆိုမှ3000ကျော်ပြီဗျာငါးဆဆို3000ကျော်ပြီကျွန်တော်တခါတလေကြာရင်ဒီ game ဆော့ရတအားကိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းနော်မဆိုးပါဘူး6000ကျော်ကနေ3000ကျော်အောင်ရတယ်ဆိုတော့မဆိုးတဲ့အနေထားပါနော်တကယ်နောက်ထပ်စက္ကတာတစ်လုံးလောက်ကြာလိုက်ရင်တော့ပိုကောင်းပဲစက္ကတာတစ်လုံးလောက်ကြာလိုက်ရင်တော့ပွဲကြီးပွဲကောင်းပဲနောက်တော့မိန်းကလေးတရားလောက်မကြာဘူးကျွန်တော်ကတော့3000ပြည့်ပြီဆိုတော့ကျွန်တော်ထောက်တော့မှာနော်ကဲငါးဆလောက်ပါငါးဆပါဆိုမှာဗျာငါးဆနောက်ထပ်ပလင်းလေးတောင်မပေးဘူးဗျာပလင်းလေးပေးလို့ရှိရင်တော့ဒီကအလဲမှာဖိုးကြီးကြာသွားလို့ရှိရင်တော့သွားပါပြီကျွန်တော်ပွဲကြီးပွဲကောင်းပဲကဲပါကျွန်တော်3000လို့တာပြောနေတော့ဆက်ဆော့နေတော့မှကျွန်တော်လည်းဘလောက်ပဲရမှာနော်ပို့တင်းထားရတာမဟုတ်တော့ဒီ free ရတဲ့ bonus ဆိုတော့ငါးဆရတော့မရနိုင်ဘူးငါးဆကျွန်တော်10ဆလားမသိတခါရဘူး10ဆတခါရဘူးလေ10ဆတခါရဘူးလေပလင်းလေးနှစ်ဆဒီခန်းလေးအရင်ပေးချမ်းတဲ့ခန်းလေးပဲတကယ်ကိုလည်းအပေးချမ်းနေတဲ့အခန်းပေါ့နော်ကျွန်တော်ဆော့ရတလောက်ဆိုရင်တော့တကယ်အပေးချမ်းတဲ့အခန်းကဲ free စက္ကတာတစ်လုံးလောက်စက္
ကတာပါစကတာပါစကတာပါရက်လိုက်ကောင်းမလားရက်လိုက်ကောင်းမလားအကြံပေးကြပါဦးမတောင်းစားတယ်နဲ့မညှိပါဘူးတောင်းစားလေး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 နဲ့ကိုမညှိနေပါဘူးဘတ်တော့မတည်တော့200နဲ့ပဲထားလိုက်တော့မှာ200လေးနဲ့ပဲထားလိုက်တော့မှာနော်ဘတ်တော့မတည်ဘူးစကတာတစ်လုံးလောက်ပါစကတာတစ်လုံးလောက်